နင်တို့ရဲ့လေမရှိမဲ့ငုတ်တိုလေးကိုဗီဒီယိုကောခေါ်ပြီးတော့ငါဆိုင်ရာဝန်ထမ်းတွေကိုပြရင်နင်တို့ဘာရလဲငါပြောစမ်းပါဗီဒီယိုကောခေါ်ပြီးတော့ပြတာတဲ့မနဲ့တော့ကတော့ငါဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေလည်းလေကောင်းကောင်းမနေရဘူးသူတို့ဘာကိုအေးစစ်ကောင်းကောင်းဝယ်လှုပ်ရှားနေနေကိုလေတစ်နေ့လေပဲမြင့်ဘောင်းစုံမဲကျုပ်ပြီးတော့မှုဆွဲနေရဟာတွေလာပြသူမြင်မှာကြိုက်တယ်လို့ကူညီပေးဒါပြလို့သွားစားတာတော့ပြောရတာကိုပြောတာသူနဲ့ငါညီမနဲ့ခင်မင်မှုနှစ်ပတ်ပဲရှိသေးတယ်ဒီလိုမျိုးဖြစ်တဲ့ပြဿနာအတွက်ဘယ်လိုဖြစ်ကျင်တော့ဟုတ်ပြန်လွတ်လိုက်လေတွေ့ကြလဲပြန်ပို့လိုက်ပြောကြပြန်ပို့လိုက်သိခါကြတယ်အားလုံးပဲမင်္ဂလာပါရီလင်းရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ online ရောက်နေတဲ့မိန်းကလေးတွေကိုနော် view call ခေါ်ပြီးတော့သူတို့ရဲ့ပဲမြစ်တွေကိုပြနေလို့ဆိုပြီးတော့ဆိုင်ရှင်အမကပြောလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ယောက်ျားတွေဖြစ်ပြီးတော့နော်ကိုကအဲ့လိုစိတ်တွေရမ်းများနေတယ်ဆိုရင်လည်းနော် Telegram မှာသွားကြည့်လို့ရတယ်ခုလိုမျိုးသူများသမီးပျော်တွေကိုနော်သူတို့ရဲ့ဟာတွေကို line မပြသင့်ဘူးဆိုပြီးတော့ဆိုင်ရှင်အမကဒဲပြန်ပြောလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းသိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်နင်တို့ရဲ့လေမရှိမဲ့ငုတ်တိုလေးကိုဗီဒီယိုကောခေါ်ပြီးတော့ငါဆိုင်ရာဝန်ထမ်းတွေကိုပြရင်နင်တို့ဘာရလဲငါပြောစမ်းပါသိချင်လို့ယောက်ျားလေးတွေလေပုတ်ပန်းလေးစက်တော်တက်တယ်ဗီဒီယိုကောခေါ်ပြီးတော့ပြတာတဲ့မနဲ့တော့ကတော့ငါဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေလည်းလေကောင်းကောင်းမနေရဘူးသူတို့ဘာကိုအေးစစ်ကောင်းဝယ်လှုပ်ရှားနေနေကိုလေတစ်နေ့လေပဲမြင့်ဘောင်းစုံမဲကျုပ်ပြီးတော့မှုဆွဲနေရဟာတွေလာပြလာမပြနဲ့ငါတို့စိတ်ဝင်စားဘူးငါဆိုင်ရလူတွေကအဲ့ဒီဟာတွေကိုစိတ်ဝင်စားလို့တော့အထယ်ဆိုင်မှာလုပ်နေတာသူတို့ဒါအဲ့ဒီနင်တို့ရဲ့မဲကျုံနေတဲ့ဟာလေးတွေကိုစိတ်ဝင်စားရင်တခြားနေရာမှာသွားလုပ်မှာပေါ့ပြောမယ်နော်မနက်ကတဲ့ဒီမှာဗီဒီယိုကောခေါ်ပြီးတော့ဒီဖုန်းနံပါတ်နဲ့ဦးအီဦးအားလောက်တာတဲ့ကျန်ငါပြောချင်တာကွာဗီဒီယိုကောခေါ်ပြီးဒီဘက်ကမျက်နှာကိုလည်းမမြင်ရအောင်အဲ့လိုဦးအီဦးအားလောက်တော့ပြီးသွားရောလားအဲ့ဒီထက်ဆိုးတာတခုရှိသေးတယ်ဒီမှာသူ့ဖုန်းထဲမှာမြင်လိုက်တာတဲ့နော်ဒီမှာအဲ့ဒါဒီရက်ထဲမှာအဲ့ဒါလေးကြီးပဲလာနေရနော်ဖုန်းနံပါတ်တွေချပေးထားတယ်ဆိုတာလေသိလားဈေးဝယ်ဖို့အတွက်ချပေးထားတာနင်တို့ဦးအီဦးအားလာလို့ဖို့အတွက်မဟုတ်ဘူးနော်နောက်တစ်ခုရှိသေးတယ်အစိုးဝါးဆုံးကလေပြသမားဖုန်းခေါ်တာအပြင်ကောနဲ့နော်ဗီဒီယိုကောနဲ့ခေါ်တာကိုငါမပြောသေးဘူးအပြင်ကောနဲ့ဖုန်းခေါ်ဟယ်လိုဆိုပြီးတော့ဒီဘက်ကနေမိန်းကလေးတန်လဲကြောက်လေဦးအီဦးအားဦးအီဦးအားဟူဦးအဲ့တန်နေထွက်နော်ဟဲ့ဒီတိုင်းဘာတိုင်းလဲပေါ့ပထမတစ်ခါချလိုက်ခါထက်ခေါ်တာနဲ့တစ်ခါကင်ပြီးတော့ဟယ်လိုဆိုရင်နားထောင်လိုက်တော့လေညီးတန်နေထွက်နော်ဟိုဘက်ကနေပြီးဟမ်အဲ့ဒါဆိုတော့ဒီဖုန်းမဟုတ်တော့ဆိုချလိုက်တော့ဘယ်ဟုတ်မလဲသူကဒီဘက်ကိုဖုန်းခေါ်ပြီးတော့ဒီဘက်ကနေဟယ်လိုဆိုတဲ့ကျမတို့ကဈေးရောက်လာဆိုချိုတာတဲ့အတန်လေးတွေလေအဲ့ဒီချိုတာတဲ့အတန်လေးကိုနားထောင်ပြီးတော့ဟိုဘက်ကနေပြီးတော့စီးစိမ်နေခံစားရတယ်သူကနေပြီးတော့ဟမ်တရားမလွန်လုံးလားနင်တို့ယောက်ျားလေးတွေဒီလောက်ထိအခုခေတ်ကြီးမှာဗာလဲ Telegram တွေ Google တွေမှာအဲ့ဒီခါရှာလို့ရတယ်မဟုတ်ဘူးလားသွားရှာပြီးတော့မှကြည့်လိုက်မဟုတ်ဘူးငါဆိုင်ရသွားသူနေတဲ့မိန်းကလေးတွေကိုဗီဒီယိုကောခေါ်ပြီးတော့ဦးအီအာမတီကောင်စားပတ်တဲ့အတန်နေနဲ့ပြောနေကြနင်တို့စိတ်ဝင်စားလားကျုံနေမြင်လိုက်ရလားဟိုတိုဝါတာဟာတဲ့သူကနေရအောင်ရှင်းလေးကသူကရှင်းလေးမြင်လိုက်ရတာလေစဉ်းစားကြည့်ကြအထဲဆိုင်မှာကောင်းပဲလှုပ်ရှားနေတော့မကောင်းခေါ်တာသူ့ဖုန်းခေါ်တာသူ့အားလို့ခေါ်ပြီးတော့သူ့ပြတာကိုသူမအားလို့သူကကင်လိုက်တာကိုသူကမြင်သွားတာသူကကျတော့စောစီလက်ကြီးကောင်းတာတချို့ကောင်းနေဆိုရင်ကိုဟာတော့ကိုအစ်စ်မပို့ဘူးနော်တခြားသူများရဲ့ပုံကြီးကိုပို့လာပြီးတော့အဲ့ဒါကြီးကိုငါတို့လာပြီးမပို့ကြပါနဲ့တောင်းပန်ပါတယ်ကျမဆိုင်ရလူတွေကလည်းရိုးနေပါပြီအဲ့ဒါတွေမြင်ရလုံးအားကြီးလို့စိတ်မဝင်စားပါဘူးသူတို့ရီးစားရှိရတော့သွားမတွေ့ဘူးစိတ်မပါလို့ပါရှင်တောင်းပန်ပါတယ်လာမပို့ကြပါနဲ့ရမ်းနှောက်ရှက်ဖြစ်လို့ပါဒါကတော့နော်မရိုင်းလုံးနဲ့ရှင်သူများတွေကကောင်းဝယ်နော် online ကနေဈေးရောက်နေတာရှင်ဒါကိုအခုလိုမျိုးနော် video call တွေခေါ်ပြီးတော့သူတို့ရဲ့ဟာတွေကိုပြတယ်ဆိုတာကတော်တော်ကိုအောက်တန်းကျလုံးနဲ့ရှင်ဒီမှပြောသလိုပဲနော်သူတို့ကဒီလိုစိတ်တွေဖြစ်နေတော့မှ Telegram မှာနော်သွားရိုက်ရှာပြီးတော့ကြည့်လို့ရတယ်ရှင်ခုလိုမျိုးအပြူလေးတွေအလုံးလုံးနေတာကိုတို့ဟာကြီးတွေပြတာကတော့အရန်ကိုမှမိုက်ရိုင်းလုံးနဲ့ရှင်နောက်ထပ်ဗီဒီယိုလေးကသူများနိုင်ငံမှာနော်သွားပြီးတော့အလုံးလုံးနေတဲ့မြန်မာမိန်းကလေးကငံချားသားကလားနဲ့အပြင်သွားပြီးတော့နော်မုတ်ထွက်စားတာတဲ့ရှင်နောက်ပြီးတော့နော်ဒီအမျိုးသမီးမှလည်းယောက်ျားရှိတယ်ရှင်အခုလိုမုတ်ထွက်စားတာနဲ့ပတ်သက်ပြီးတော့ရုံသူလေးတွေကမကြည်နပ်ဘူးသူအခုလိုလှုပ်လိုက်တာကြောင့်နော်တခြားသူတွေလည်းသိခံကြနိုင်တယ်ကလားနဲ့အပြင်လိုက်သွားတာကကျန်တဲ့အမျိုးသမီးတွေကိုပါသိခံကြတယ်ဆိုပြီးတော့အငင်းပွားနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ညီမနဲ့တူတူဆက်ကြည့်လိုက်ရအောင်နော်ငါညီမကိုတို့ပြောတာ line ထဲမှာသူတို့တွေငါညီမသူ့ line ထဲမှာမဟုတ်လို့
ကူညီပေးတာလက်ခံလို့ရတယ်အကိုတို့လည်းလာမကူညီရင်ဘယ်သူမှလည်းမကူညီနိုင်ဘူးဒါလိုင်းထဲမှာလူမြင့်သူမြင့်မှာကြိုက်တယ်လို့ကူညီပေးဒါဖြစ်လို့သွားစားတာတော့ပြောရတာကိုပြောတာသူနဲ့ငန်းညီမနဲ့ခင်မင်မှုနှစ်ပတ်ပဲရှိသေးတယ်ဘာဖြစ်လို့သူ့ရုံရုံကြည်ကြည်နဲ့လိုက်သွားတာတော့အာနာလို့မရဘူးကိုလူမျိုးမဟုတ်ဘူးဘသူ့မှအာနာကြံလို့ကိုဆိုင်ရောက်တွေကလူသစ်တွေအကုန်လုံးပြောရတယ်ငန်းညီမတို့တို့တာထိတာအစားပြောဟုတ်လားငန်းညီမတို့ပြောရတယ်ဘာဖြစ်လို့လိုက်သွားတာတော့ခုပြောတာအကိုတို့ကဒီယောက်ျားလေးတွေကမကျင်နဲ့တာမျိုးလည်းမဟုတ်ဘူးရှိနေတဲ့မိန်းကလေးတွေအကုန်လုံးကအကိုတို့တွေလာပြောလို့ဒီစကားငါညီမတို့အကိုတို့တွေကလာပြောရတာခုရှိတဲ့မိန်းကလေးတွေကသူခုဒီလိုမျိုးဖြစ်တဲ့ပြဿနာအတွက်ဘယ်လိုဖြစ်ချင်တော့ ဟုတ်ပြန်လွတ်လိုက်လေတွေ့ကြတယ်ပြန်ပို့လိုက်တယ်ပြောကြတယ်ပြန်ပို့လိုက်ပြန်ပို့လိုက်သိခါကြတယ် ဟုတ်တယ်ဒါတော့ကိုဆိုင်ပြောတာငါတော့ အဲ့ဒါကိုပြန်မလို့နောက်ပြန်မလို့လာတယ်အဲ့ဒါပြောတယ်တွားချတယ်ရိုက်တယ်တယောက်လိုက်တယောက်ထမ်းလိုက်ဆယ်ရက်ဆိုးရင်ဘူးလေဘူးကြတယ်တယောက်လေးဒီပေါ်လာနေနေလို့နေရမှာလေအားလုံးမလိုက်နဲ့အားလုံးလိုက်ကြမလို့ဘယ်တော့ကိုဆိုင်တော့ညီမလေးကိုခွန်းလာမယ်ဆိုနောက်လူတွေကပုံကြီးလိုက်တော့ဘိုးတို့ဘယ်တော့မှထွေးလို့မရဘူးတပုံကြီးလိုက်တော့အတူကြောက်ဒီလိုလုတ်ပေးလိုက်တယ်ငါလည်းသွားမှာပဲအဲ့လိုလုံး ခုကျွန်တော်ပြောပြဒီပြဿနာအကုန်လုံးကျွန်တော်ပြောပြတာသူ့ကိုကျွန်တော်တို့ခုဒီဟာကိုကြားပြီးအတွက်အားလုံးကမကျင်တော့ဘူးအဲ့တော့မနှက်ပြန်မှာကျွန်တော်တို့ရုံကန်းဝင်မယ်ရုံကန်းဝင်ပြီးတော့သူကတော့ဒီလိုပြဿနာမျိုးကိုကျွန်တော်တို့မြန်မာတွေကြားထဲမှာကျွန်တော်တို့မြန်မာတွေအစရောက်ပြီးပြီဆိုတဲ့ကဒီလိုကျွန်တော်တို့မီတင်လုပ်ထားတယ်သူဒီလိုမျိုးကြားတယ်အကုန်လုံးကမကျင်တော့ဘူးပြန်ပြီးတော့ပြန်ပို့ခိုင်းတယ်ဒါပေမဲ့သူ့ကိုပထမဆုံးချိန်နဲ့နောက်ဆုံးချိန်သူ့ကိုပထမစံပြအနေနဲ့ကျွန်တော်တို့စက်ရုံမှာပြောလိုက်တယ်သူ့ကိုဝန်တိန်တန်းထိုးရမယ်နောက်ဆိုရင်သူနဲ့ပတ်သက်တာဘာသာမဲကြသူ့ကိုကျွန်တော်တို့အကုန်ပြန်လွတ်မယ်ဟုတ်လားဒါပေမဲ့နောက်လူတွေဆိုတာဝန်တိန်မရှိတော့ဘူးဒီလိုမျိုးအတန်ကြားတဲ့ဆိုရင်လည်းဒီတယောက်ကပြောလို့ဟိုတယောက်ကပြောလို့တော့မဟုတ်တိကျတဲ့အကြောင်းပြချက်တည်တည်ကြကြရှိတာနဲ့ကျွန်တော်တို့ရုံးခန်းကိုခေါ်ပြီးတော့ပြန်လွတ်ခိုင်းမယ်ဟုတ်လားဒီဟာကျတော့ပြန်လွတ်မယ်ဆိုတာပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ထားပေးလိုက်ဘာဖြစ်လို့လဲဆိုတော့ချက်ချင်းပြန်လွတ်တဲ့ဒီကြတော့လည်းမကောင်းဘူးသူဟာလေခုမုတ်သွားလိုက်စားတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုပဲရှိသေးတယ်ဘာမှကျွန်တော်တို့တိတိကျကျရေရမသိရသေးဘူးဒါနဲ့ငါညမလမ်းသွားကိုအစပြိုးတာပဲရှင်းရှင်းပြောလို့ရှိလို့ချင်းဒီပြဿနာကိုငါညမအကိုရိုးတွေကကြံတဲ့လူတွေကဘယ်သူမှမပြောဘူးဆိုလို့ချင်းတူတောင်ရတာပဲအကုန်လုံးမှာ ကျန်တဲ့မင်းလေးတွေအပြင်လေးလို့ပြောမှာမဟုတ်ဘူးနော် နော်ဒီထဲမှာမိန်းကလေးတွေမဟုတ်ဘူးယောက်ျားလေးတွေတက်ဖို့မိန်းကလေးတွေကအဲ့လိုမျိုးစကားမျိုးပြောလို့ရှိရင်အစတရားနာတဲ့လူတွေအများကြီးဟုတ်လားဘယ်သူမှပြောမခံနိုင်ဘူးအဲ့ဒီတွေ့ကြောင်မလို့မနှက်ပြန်ညာရင်ကျွန်တော်တို့တွေဒီမိန်းကလေးတွေကရော3ယောက်လောက်ဖြစ်ကျွန်တော်တို့ကိုယ်တိုင်တို့9ယောက်လောက်ဖြစ်ကျွန်တော်တို့တွေရုံးခန်းကိုဝင်မဲ့ဒီလိုပြဿနာတော့အခုဖြစ်လာပြီအဲ့ဒါကိုကျွန်တော်တို့တွေဘယ်လိုမျိုးရုံးခန်းထဲမှာပြောလို့ကိုယ်တိုင်ရအကုန်လုံးဝင်ပြောမှရမှာတယောက်တည်းတော့မရအေးလေမင်းလေး9ယောက်လောက် ဒီဗီဒီယိုလေးကတော့နော်သူများနိုင်ငံမှာအလုပ်သွားလုပ်တဲ့မြန်မာမျိုးသမီးကနိုင်ငံခြားသားကလားနဲ့နော်အပြင်ထွက်သွားပြီးတော့မုတ်သွားစားလို့ဆိုပြီးတော့နေတဲ့အဆောင်ပြန်ရောက်တော့နော်ပြဿနာဖြစ်နေတာရှင့်သူကအခုလိုမျိုးနော်နိုင်ငံခြားသားနဲ့လိုက်သွားတာနဲ့ပတ်သက်ပြီးတော့သူများတွေအမြင်မှာလဲမြန်မာတွေကတိတ်ခါကြတယ်ဆိုပြီးတော့အတူတူအလုပ်လုပ်တဲ့နော်မိန်းကလေးတွေကသူ့ကိုဒီမှာဆက်မထားဘဲနဲ့နော်မြန်မာပြည်ကိုပြန်လွတ်ဖို့ပြောနေတာရှင့်ဒီကောင်မလေးမှဆိုလို့ရှိရင်လဲယောက်ျားလဲရှိတယ်ရှင့်ဒါကိုနဲ့မသိတဲ့နော်ကလားနောက်လိုက်သွားပြီးတော့မုတ်သွားစားလို့ဆိုပြီးတော့ခေါ်တွေ့ပြီးတော့ပြောနေတာရှင့်မိန်းကလေးတွေအနေနဲ့ကလည်းကိုကမြန်မာနိုင်ငံမှာအဆင်မပြေလို့နော်သူများနိုင်ငံမှာအလုပ်သွားလုပ်တာကိုနိုင်ငံခြားရောက်ပြီဆိုလို့ရှိရင်ကိုကအလုပ်ကိုဘယ်လိုလုပ်မလဲကိုပတ်စံကိုနော်ဘယ်လိုစုမိဆောင်မြောင်လုပ်မလဲဆိုတာပဲစဉ်းစားတဲ့နဲ့ရှင်ခုလိုမျိုးကိုကနိုင်ငံခြားရောက်သွားပြီဆိုရင်အလွယ်လန်းလည်းမလိုက်ကြနဲ့ရှင်သူများနိုင်ငံမှာရောက်နေတဲ့မြန်မာအမျိုးသမီးတွေဆိုလို့ရှိရင်နော်တော်တော်များများကအထင်သေးချင်ကြတာရှင်ခုလိုမျိုးကလားနဲ့လိုက်သွားတာတွေကပို့ပြီးတော့အထင်သေးပြီးတော့တိတ်ခါကြစေတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဝတူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်